ချင်းပြည်ကြီး channel နဲ့ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ပွဲစားလိန်ငံထိတဲ့ကျွန်တော်တို့မြန်မာရွှေပြောင်းလူသမားတွေရဲ့ဖြစ်စဉ်တွေကိုကျွန်တော်အနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်လိန်သွားတဲ့လူကမြန်မာပွဲစားဖြစ်ပါတယ်သူ့နာမည်ကတော့ဇော်ရဲပိုင်ဖြစ်ပါတယ်သူ့ပုံကတော့ဒီမှာဖြစ်ပါတယ်ဖြစ်စဉ်လေးကတော့ကျွန်တော်တို့ဒီ Akatai 60လမ်းမှာဖြစ်ပါတယ်သူဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရွှေပြောင်းမြန်မာလူမှာ17ယောက်စီကနေပြီးတော့ဘန်ငွေ1ယောက်ကို1000ခွဲကျော်လိမ်သွားတာဖြစ်ပါတယ်။တော့ဘယ်လိုလိမ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီလူသမားတွေကိုမြန်မာနိုင်ငံကနေပြီးတော့ခိုင်းကိုခေါ်တယ်။စာရွက်စာတမ်းလုတ်ခွင့်စာရွက်စာတမ်းရိုက်ပေးမယ်ပြောတယ်။ပြီးရင်လုပ်ငန်းဝင်ကိုထည့်ပေးမယ်ပြောတယ်။ဒီလဲရောက်အောင်လုပ်ခွင့်စာရွက်စာတမ်းကိုလည်းပြီးဆုံးအောင်လုပ်ပေးပါဘူး။ပြီးတော့အလုပ်ငန်းဝင်ထည့်ပေးမယ်ဆိုတော့ချုံပူလီလူသမားတွေကိုပို့တယ်။ချုံပူလီလေးရောက်ဟောလူသမားတွေကို1ရက်2ရက်နေလှုပ်ဆင်းရမယ်ပြောတယ်။လူသမားတွေကိုခန်းလည်းမစီစဉ်ပေးဘူးသူထားခဲ့တဲ့နေရာမှာနေပြီးတော့အခန်းငှားတယ်စပေါ်တင်တယ်တရက်နေ့ကနေဆိုတော့အလုပ်သမားရစောက်တယ်15ရက်ပြည့်သွားတယ်နောက်တစ်လပြည့်သွားတယ်အလုပ်ကမရလာတဲ့အတွက်အလုပ်သမားတွေကသူ့ကိုပြန်ပြီးတော့သူကဟိုလိုဒီလိုလုပ်တယ်နောက်ပိတ်ဆုံးတော့အလုပ်သမားတွေကအိမ်မှာလည်းနေလို့လည်းမရစာရွက်စာတမ်းလည်းမစုံအလုပ်လည်းမရစပေါ်ကလည်းစုံအခုလက်ရှိဆိုလို့ရှိရင်ကျွန်တော်တို့ကြားမှာအားလုံးစုစုပေါင်း17ရက်လိန်ငံထိတာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့သူကအေးနေတယ်နောက်တစ်ခုကအစိုးဆုံးကသူ့မိန်းမရဲ့မောင်တော်မှပတ်စံဘတ်ရိုက်ဖို့ဘတ်ကြီးတွေယူပြီးတော့အပြေးသွားတယ်ဒီတဲ့အစိုးဆုံးကသူ့မိန်းမကသူ့မောင်အရင်တော်မှယူမဆိုင်ပဲနဲ့တိုင်ကျင်တဲ့နေရာတိုင်ဆိုပြီးတော့ပြောသွားတာဖြစ်ပါတယ်ဆိုလိုရင်းကဒီလိုကောင်မျိုးကိုတွေ့မယ်ဆိုလို့ရှိရင်တော့တတိထားပါသူ့နာမည်ကဇော်ရဲပိုင်ဖြစ်ပါတယ်ပေါ့နော်သူကမြန်မာနိုင်ငံကနေစစ်တေးတယောက်ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်မိတ်ဆွေများအနေနဲ့လိန်ငံမထီအောင်ကျွန်တော်တို့အနေနဲ့ဝေမျှပေးခြင်းဖြစ်ပါတယ်အားလုံးပဲကြိုးစားကြပါဗျာ